ဒီနေ့ကတော့ဗောနော်ကျွန်တော်ပင်ဦးလွင်ကကာဆာမှာဆင်သွားတဲ့ gaming set တဲ့ full set လေးပြပေးမှာဗောနော်သူက RTX 4060 8GB နဲ့ဆင်ထားတဲ့ full set လေးပါဒီကာဆာမှာကတော့အားလုံးကို gaming ရှေ့တုံးထားတာဗောနော်အဲ့တော့သူ့ရဲ့ PC လေးတွေချက်လိုက်ပြပေးမယ်သူက CPU ကတော့ Ryzen 5 5600ကိုတုံးထားတယ် CPU fan ကတော့ 6 core ပါတုံးပေးထားတယ် overheat issue လုံးဝမရှိဘူးမာတာဘူးအနေနဲ့ဆိုလို့ရှိရင် Asus Tier Prime A520 MK တုံးထားတယ် graphic အနေနဲ့ကတော့ Asus Tier ကျူတယ်ဗောနော် Nvidia GeForce RTX 4060 8GB တုံးပေးထားပါတယ် storage ဆိုလို့ရှိရင် Kingston တဲ့ 1000GB တုံးပေးထားတယ် RAM ဆိုလို့ရှိရင်လည်းကျွန်တော်ဒီဟောဗောနော် colorful တဲ့ 32GB ပေါ့ဗျာ 16GB နဲ့ချောင်းတုံးပေးထားတယ် casing ကတော့ကျွန်တော်ဒီ G-Partner တဲ့ CPU casing လေးဗောနော်ပြီးလို့ရှိရင် power supply ဆိုလို့ရှိရင်650W 80 plus တုံးပေးထားတာဗောနော်အဲ့တော့ဒီ casing ကတော့ customer ရှေ့လောက်အောင်ဆင်သွားတာဟာဗောနော် casing fan ကိုတော့9လုံးတော့အပြည့်တက်တယ် casing fan တော်တော်လာတဲ့ casing fan တို့9လုံးတော့အပြည့်တက်တာဗောဗျာတော်တော်လေးလာတာဗောနော်ဒီလိုဆင်လိုက်ခြင်းအဖြစ်ဗောနော်နောက်တစ်ခုကတော့ monitor နဲ့ဆိုလို့ရှိရင်တော့28လက်မအောက်မှာ120 Hz refresh rate ရတဲ့28လက်မအောက်သူတုံးထားပါတယ်ပြီးလို့ရှိရင် speaker ပါမယ်နောက်တစ်ခုကတော့ keyboard mouse ကလည်းတော့ gaming တုံးထားတာဗျအော် keyboard ဆိုလို့ရှိရင် HP တဲ့ mechanical keyboard mouse ဆိုလို့ရှိရင် Fantastic တဲ့ V86 ဆိုတဲ့ gaming mouse လေးဗောနော်ပြီးလို့ရှိရင်ကျွန်တော် mouse pad လည်းသူက RGB mouse pad ဗောနော်ဒီ mouse pad ပဲ6000ခွဲရှိပါတယ်လုံးဝ RGB ကြိုက်တဲ့လူဆိုလို့ရှိရင်တော့ဝယ်လို့ရတယ်တုံးလို့ရတယ်ဗောနော်နောက်တစ်ခုကတော့ကျွန်တော်ဒီ Wi-Fi adapter ပါမယ်စင်းတော့3000ခွဲပါ Wi-Fi adapter လေးကပြီးလို့ရှိရင် UPS ပါမယ် UPS ကတော့ ProLink တဲ့ 1250VA ပေါ့နော်အဲ့တော့ပြောမှဆိုဒီ set ဆိုလို့ရှိရင်တော့ဒါ4060ကိုကျွန်တော်တို့က bottleneck issue အများကြီးမရှိစေချင်ဘူးကျွန်တော် budget အနည်းဆုံးဆင်မယ်ဆိုလို့ရှိရင်ဒါပဲပြော Ryzen 5 5600နဲ့တွဲဆင် RAM 32GB ကောင်းတယ်ဘာလို့ဆိုတော့ဒီ2025ရောက်လာပြီဗျာကျွန်တော် game ဆော့ဆော့ 32GB ကတော့ပို့ပြီး safe ဖြစ်တယ် future proof လည်းပို့ဖြစ်တာပေါ့ဗျာဘာလို့ဆို 16GB ကတော့လောက်နေသေးတယ်ဒါပေမဲ့တပီးဖြစ်နေတိတ်မလောက်ချင်တော့ဘူးဗျာ 16GB ကတော့ပြောလို့ဆို 32GB ပို့ပြီးတော့ comment ပေးတယ်ကင်ကောင်ဆော့ချင် 32GB တုံးဗျာကျူရဲ့ channel လည်းဖြစ်တယ်ဗျာတော်တော်လေးအဆင်ပြေတယ်နောက်တစ်ခုကတော့ကျွန်တော်ပေါ့နော်ဒီ set တဲ့တစုံလုံးရဲ့ဈေးကဘယ်လောက်လဲဆိုတော့53သိန်း6000ပါပြောလို့ဆိုဒီထက်တက်တာအောင်ဆင်မယ်ဆိုလို့ရှိရင်လည်းကျွန်တော် graphic ကဆင်ရတော့မယ်ပြောမဆို30 40 60တုံးလို့မရတော့ဘူး30 50 8GB ပဲတော့တုံးရတော့မယ် performance ကျသွားမယ်အဲ့တော့ကိုက40 60ဆိုတော့ graphic ကတော့ကျွန်တော်ဒီ9600နဲ့တွဲလိုက်လို့ရှိရင်ကျွန်တော် Full HD resolution ပါဗျာမနိုင်တဲ့ game ဆိုတော့လုံးဝမရှိဘူးပြောဆိုဘယ် game ဆိုဗျာကျွန်တော်ဒီ AAA title game ပဲဖြစ်ဖြစ် online game ပဲဖြစ်ဖြစ်ဗျာကျွန်တော်ဒီရုပ်ထွက်အကောင်းဆုံးနဲ့ FPS ကောင်းကောင်းလေးကိုထွက်တယ်လုံးဝအဆင်ပြေတယ်ဗျာဒီကတ်လေးကတော့အခုချိန်ကြီးတော့တော်တော်လေးကောင်းတဲ့ကတ်ပေါ့နော်ဒါတော့ဒီကတ်ဆာမှာဆင်သွားတဲ့ set လေးပါတစ်စုံလုံးကို53သိန်းနဲ့မှ6000ရှိပါတယ်မိတ်ဆွေတို့အနေနဲ့ဒါနဲ့ပတ်သက်ပြီးတော့ adjust လုပ်ချင်တဲ့ဟာလေးတွေရှိတယ်တိုင်ပင်ချင်တဲ့ဟာလေးတွေရှိတယ်ဆိုလို့ရှိရင်ကျွန်တော် TTN Gaming PC ကိုဆက်သွယ်လိုက်ပါအားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော် TTN Gaming PC ရဲ့ဗီဒီယိုလေးကိုလည်း like and share လေးကူညီပေးကြပါနော်